တရုတ်ကျောင်းဝင်မှုနဲ့စစ်ကောင်မရှင်လူကြ TNLA တပ်ဖွဲ့တွေဖယ်ပေးရမယ့်မိုးကုတ်မြို့တွင်းကိုစစ်ကောင်မရှင်တပ်တွေဝင်ရောက်လာပြီးဖြစ်တယ်လို့သိရပါတယ်။မိုးကုတ်မြို့ကိုကာကွယ်ဖို့ရောက်ရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တွေကိုပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့နဲ့19ရက်နေ့တွေမှာ TNLA ကတွဲဆုံပြီးစစ်ကောင်မရှင်တပ်ကိုအနှောက်အယှက်အဟန့်တားမပြုလုပ်ဖို့နဲ့မြို့ကနေစုခွာပေးဖို့ပြောဆိုခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်။ကျွန်တော်တို့ကို2ကြိမ်ခေါ်ပြောတယ်ထွက်သွားတဲ့တပ်တွေလည်းထွက်သွားကြပြီတရုတ်ဘက်ကဘာဖီးယားတွေရှိလဲပုံမှန်လင်းလင်းမသိရတော့ကျွန်တော်တို့လည်းလုံးရကန်ရခတ်တယ်လို့မိုးကုတ်မြို့ကိုရောက်ရှိနေတဲ့တော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်တူက ARD Times ကိုပြောပါတယ်။ TNLA ရဲ့ညွှန်ကြားချက်နဲ့မိုးကုတ်မြို့တွင်ရှိတော်လိုင်းတပ်အများစုမှာမြို့ပြင်ကိုစုခွာပေးထားရပြီးစစ်ကောင်မရှင်တပ်ကတော့မြို့တွင်စိတ်ဝင်ရောက်ရှိလာနေတယ်လို့သိရပါတယ်။မိုးကုတ်မြို့နယ်တွင်ရှိအစိုးရရုံးဌာနတွေကြောက်ဖားဂိတ်နဲ့ပြောင်းမြင်ရွာထိပ်ရှိရတနာလုံးကွက်တွေမှာစစ်ကောင်မရှင်တပ်ဖွဲ့တွေတက်ဖြန့်ပြီး TNLA အကူအညီနဲ့ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။မိုးကုတ်မြို့အတွင်းစစ်ကောင်မရှင်တပ်တွေဝင်ရောက်လာတဲ့အတွက်မြို့ကန်အများစုမြို့အတွင်းကနေအလုံးရင်းနဲ့ထွက်ခွာနေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။မိုးကုတ်မှာဘူးမှမရှိတော့ဘူးပေါ့နော်။အော်မှကြည့်ပါ။အိမ်နေလဲ6ကလပ်တို့လူလည်းတရားမှမရှိကြတော့ပါဘူးရှင်။စစ်ကောင်မရှင်နဲ့ TNLA တပ်တို့ညှိနှိုင်းထားမှုအရအခုလာမယ့်နိုဝင်ဘာ29ရက်နေ့နဲ့30ရက်နေ့တွေမှာ TNLA တပ်တွေမြို့အတွင်းကနေအပီးထွက်ခွာရမှာဖြစ်ပါတယ်